Okay CV show okay ကျွန်တော် yes ဒါပဲ CV show ဟိအောင်ပူဖို့ဖွင့်လို့ရရဟာ okay ဖွင့်မယ်1 2 3 go okay oh my god ဖောင်းရမ်းလန်းနေဟာဟိအောင်ကြီးဒီ view ထဲမှာတော့ CV တက်တာလို့ CV ပဲလုပ်တဲ့နေရာမှာအကောင်းဆုံးဖြစ်တဲ့မဂမာဟုကိုစားပြီးပတ်စံ9တန်းကိုကျွန်တော်အနေနဲ့တနားရီတွင်းရှာပြသွားအောင်ပါ okay ကျွန်တော်ရှေ့မှာမဂမာဟုလည်းရောက်နေပြီဆိုကျွန်တော်အရသာလေးကိုမီးစမ်းလိုက်ရအောင်ဗျာဟုတ်ပြီလားဒီဖူးကတော်တော်ကိုလန်းနေပါကျွန်တော် okay စားလိုက်ကြဖို့ဗျာဒီမှာဝင်ကျွန်တော်မဂမာအဝိတ်ကန်တော်ဖြစ်တဲ့တော့ကလိုရေးဒါပေမဲ့မဂမာရှာဝါဟုတ်ပါဒီကွာကြီးကစောင်းရမ်းကိုမိုက်ပါဒမ်းမရကိတ်ထွက်လာပဲတကောကလိုပါဘာမှမဖြစ်ပါဘူးကိစ္စမရှိပါဘူးဒီမဂမာရှာဝါနဲ့တင်ပွဲရအသိမ်းသွားပြီပေါ့ကျွန်တော်တယောက်တည်းပဲလွှန်းလိုက်ကြဖို့ဗျာဟုတ်ပြီလားပင်လဲသွားပြီးကျွန်တော်စီးမှလောက်ပါဗျာဘလောက်ဘူးကမှအရင်ကျင်လာတောင်းဝင်ဘရာတို့တီတီပြရှော့ရှိပါတယ်ဒီရှော့မှာဝင်ရိုဘတ်တွေ level တွေ money တွေကိုဗေးတန်ကုန်နဲ့ဖတ်မိမှပြင်ပါမနစ်တွေဖူတွေ game ဘတ်တွေနဲ့ဘောင်းဒီကိုလည်းရရှိပါပါ level မကောက်တွေလူကြိုက်များတဲ့ဝီဝိုကောက်တွေကိုလည်းဗေးတန်ကုန်နဲ့ရရှိအောင်ပါပါဒီရှော့မှာမယူရတဲ့ဝင်ကျွန်တော်ရဲ့ comment description မှာ link ချပေးထားပါတယ် okay ကျွန်တော်ဒီမှာဝင်ဝယ်လိုက်မယ် Christmas event တော့ကန်ဒီထောင်နဲ့ဝယ်ထားတယ်ကျွန်တော် slide ဝယ်လိုက်ပါတယ် slide ကိုပတ်သက်9000နဲ့ဝယ်လို့ရပါဒီလေးကစောင်းရမ်းမြန်ပါဖြတ်လေနဲ့လုံးဝမတူပါဘူးဗျာကျွန်တော်စောင်းရမ်းမြန်တယ်ဟို okay ဒီကောင်ကျွန်တော် Liberty Crown တက်မှရမယ်လေဟုတ်တယ်မလားအဲ့ကြမှာ CV တက်တာပို့ damage ကိတ်မှာပေါ့ဗျာ okay ဒါကျွန်တော်အဲ့ဒါဟိုရင်ကဲစပြီခီးရင်တွေကိုထွက်လိုက်ကြဖို့ဗျာOkay CV show okay ကျွန်တော် yes ဒါပဲ CV show ဟိအောင်ပူဖို့ဖွင့်လို့ရရဟာ okay ဖွင့်မယ်1 2 3 go okay oh my god ဖောင်းရမ်းလန်းနေဟာဟိအောင်ကြီးဥမန်ဘူးဖိုးကြီးကမိုက်တယ်ဒါတော့ကဂီယာ1ပဲရှိတယ်ထပ်မတင်ရသေးဘူးဖောင်းရမ်းကိုမိုက်တယ်ဟာဒီလိုနဲ့ပဲကျွန်တော်အနေနဲ့မဂမာဝိတ်ကန်ဖြစ်တရားနဲ့ဒါကတော့ကျွန်တော်မဂမာ V2 တောင်းတဲ့ကွက်သွားတင်ပါပါနောက်မှာတော့ကျွန်တော်ကိုညီမဲ့ဘော်ရာတယောက်ပေါ့ဗျာစိုက်ဖို့ V4 ကြီးနဲ့ဟုတ်ပြီလားโอเคကျွန်တော်ဒါဝင်တော့နှိပ်လိုက်ပါမယ် normal ကိုနှိပ်ပြီးတော့ကျွန်တော်မဂမာကွက်ကိုနှိပ်ရမှာပါโอเคမဂမာဘယ်မှာတော့ဟာမင်းမဂမာပြောင်းနေတယ်โอเคတွေ့ပြီဗျโอเคကျွန်တော်အသီးလေးနဲ့ဝယ်လိုက်ပါမယ်ကျွန်တော်2ယောက်ထည့်လုံးပါပါ easy ပါမဂမာဝိတ်ကတော့လွယ်ပါတယ်โอเคဟာbrother ဝင် brother ဘာဖြစ်နေလဲဟာ line လန့်လာလားဟာအော်4 gig ပါနဲ့ထောက်ပြပြောရင်ကောင်းမလား okay ဝင်ပြီနောက်တစ်ယောက်ထပ်ဝင်အောင်ပါလားမသိ3ယောက်ရောဗျာရအောင် okay ကျွန်တော်စလိုက်ကြဖို့ဗျာဟုတ်လား A few moments later okay ကျွန်တော်နိုင်ပြီ okay ဖက်ကမထောင်နေပဲကျွန်တော် AC နိုင်သွားပါပြီကဲဒါဟိုးတကွာပါ okay ကျွန်တော်ဒီမှာဝင်ရောက်ပါပြီဒီမှာဝင်ဒီကျွန်တော်လိုမျိုးပုံတူပွားထားလူစကားပြောလိုက်မယ်ဖုန်းဖြင့်ဘက်ကမှ9000နဲ့နောက်ဖုန်းတစ်ခွက်ကိုရသွားခဲ့ပါပြီဒါကြီးကစောင်းရမ်းလန်းပါလေဒါကြီးကဒါပေမဲ့မဂမာရှာဝါတော့ကျန်းပါဘူးနီသွားတာခလောက်ကြီးထိကျန်းပါဘူးကြည့်လိုက်ကျွန်တော်တိတ်တော့မကြိုက်ဘူးရတာကြီးကိုโอเคကျွန်တော်အဲ့ဒါဝင်ဒါတော့2ယောက်နဲ့2ယောက်ပါဗျာကျွန်တော်ခုနောက်မှာဘော်ရာနဲ့ပဲထပ်ပြီးရက်လွှန်းလိုက်ရအောင်ဒီလိုနဲ့ကျွန်တော်သွားနေလို့ရှိရ1 minute water တွေ့ရတယ်ပဲ1 minute water ကိုကျွန်တော် pass ဆွဲခဲ့ပါတယ်ဘာလို့ကြည့်တော့ကျွန်တော်ထွက်ရှာ island မှာကျွန်တော်ချက်တွေပါကောင်းရင်းနဲ့ကျွန်တော်တို့လှေကြီးကထွက်ရှာ island မြေကြီးတွေကိုထိုးဖိုက်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲတော့ကျွန်တော်မသိပါဘူး။ဒါကြီးကတော်တော်ရှားပါတယ်ကြည့်ပါဦး။ကျွန်တော်ဘာလို့လုပ်လှေကပြန်မထွက်တော့ပါဘူးဒီလိုကြီးဖြစ်နေခဲ့ပါပြီ။ What the fuck ကျွန်တော် 4K တာနဲ့ထုလဲလှေကမထွက်ပါဘူးဒီတိုင်းပါပဲ။ကြည့်လိုက်ပါဦး။ချက်လေးတော့ AC မကောက်အောင်လှေကထိုးဝင်သွားပြီကွာ။ကဲကျွန်တော်အဲ့ဒါနေကြိုးမရှိရနဲ့ပဲကျွန်တော် restart ခဲ့ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်အနေနဲ့တနားရီတွင်းမှာကျွန်တော်ပတ်စံ9တန်းရှာနိုင်ခဲ့ပါတယ်နောက်ယူကြမှာကျွန်တော် instant voodoo UF view နဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲတတာ